လက်ဝဲဆိုတာတနည်းအားဖြင့်နတ်ကိုခေါ်လက်ရဆိုတာဖယားအဲ့ဒီအလယ်မှာရှိတဲ့အိဆာတွေကမိတ္တိစီကိုင်းခေါ်ရွှေရင်ကျော်အိဆာတွေကမိတ္တိစီကိုင်းတောင်ပန်နှစ်ဖက်ကထားတဲ့ကိုင်းငဲ့ဟာတောင်ပန်တစ်ဖက်ကျိုးရင်ပြန်ရသေးလားတောင်ပန်နှစ်ဖက်ရှိမှကောင်းတယ်ပြန်လို့ရတယ်ကိုင်းနော်အဲ့လိုမဇ္ဈိမပရိပဒါအနေနဲ့ပညာရှိတကယ်သူတော်ကောင်းတွေစီမံဖော်စပ်တည်တောင်သွားတဲ့ဂိုင်းရောင်ဝါးဝါးနဲ့တောင်ရုံတော့ပြောမပြောနဲ့အဲ့ဒီဂိုင်းတော်ကြီးရဲ့ကာမပွေဆိုတဲ့စကားလုံးစီခုနပြောတဲ့ကာမနယ်သားတွေမှန်သမျှချစ်စေသတည်းရှင်နော်ဒါဖြင့်ပခေါင်းတက်လာကြသို့ကိုယ်ချင်းကြတော့ဘာတွေထိုးကြနေလောက်ဘယ်မှာထိုးလဲဘယ်ဘက်မှာထိုးလဲလောက်ညာဘက်မှာဘာလဲဆိုင်လဲညာဘက်မှာနော်ဘာလဲဆိုင်နော်ဘယ်ဘက်မှာပါလဲကွာတောင်းဆိုင်နော်ဟုတ်ကဲ့ဟုတ်ကဲ့စကားတော့ကတိုးလာဝင်းတာလားရှင်းပြအောင်နော်ဒါဖြင့်တို့အဖေကြီးဘောရဟန်လက်ထက်ထိအောင်ညာဘက်မှာနေလမင်းထိုးတယ်ညာဘက်မှာဘယ်ဘက်မှာနေမင်းထိုးတယ်ဒါကြောင့်မထမ်းနဲ့ပြောတာဒီနေ့တန်တာဘာလို့လို့ရလဲမထမ်းခိုင်းတာမင်းတို့ဒီဆေးကိုမထိုးရင်တော့ထမ်းရင်ထမ်းဘာလို့အခုလည်းဘယ်လိုလုပ်ရလဲဒါနဲ့မထမ်းတဲ့ငါသားတို့တဲ့ပခေါင်းမှာထိုးလာတာအချုပ်အခြာဖြစ်တဲ့အရှင်ဩဘာသာတောင်းတယ်နေလနှစ်ပါးပိုင်တဲ့အရှင်ဩဘာသာဆိုတဲ့ဝိဇ္ဇာတောင်းတယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကြီးတွေအားတို့ကယူသေးကိုင်းနေခြင်းအဖြစ်မတန်မအပ်တဲ့ပစ္စည်းကိုတောင်းကြနိုင်ပါနဲ့ဒီနေ့ကျန်တာမင်းတို့သင်္ကြန်ကိုသွားပြီးလက်နဲ့ပို့သွားပြီးတော့တူမင်းမဝင်ထိုင်မြုပ်ပြုတ်ဟိုကအသက်မရှိတဲ့မသားပဲပေါ့တို့ကအသက်တန်းလန်းရှိတဲ့မသားပဲဘာလို့လဲလူတွေကမသားတကားကိုကြောက်တယ်ကိုမသားလက်ဝဲဆိုတာတနည်းအားဖြင့်နတ်ကိုခေါ်လက်ရဆိုတာဖယားအဲ့ဒီအလယ်မှာရှိတဲ့အိဆာတွေကမိတ္တိစီကိုင်းခေါ်ရွှေရင်ကျော်အိဆာတွေကမိတ္တိစီကိုင်းတောင်ပန်နှစ်ဖက်ကထားတဲ့ဂိုင်းငဲ့ဟာတောင်ပန်တစ်ဖက်ကျိုးရင်ပြန်ရသေးလားတောင်ပန်နှစ်ဖက်ရှိမှကောင်းတယ်ပြန်လို့ရတယ်ဂိုင်းနော်အဲ့လိုမဇ္ဈိမပရိပဒါအနေနဲ့ပညာရှိတကယ်သူတော်ကောင်းတွေစီမံဖော်စပ်တည်တောင်သွားတဲ့ဂိုင်းရောင်ဝါးဝါးနဲ့တောင်ရုံတော့ပြောမပြောနဲ့အဲ့ဒီဂိုင်းတော်ကြီးရဲ့ကာမပွေဆိုတဲ့စကားလုံးစီခုနပြောတဲ့ကာမနယ်သားတွေမှန်သမျှချစ်စေသတည်းရှင်နော်